သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တရင်ကျော်လဆန်း9ရက်နေ့ရန်ကုန်တိုင်းဗဟန်းမြို့နယ်မင်္ဂလာစေဓမ္မယုံအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ညဥ်ရဓမ္မတရေအခမ်းအနားဝယ်ဟောကြားအပ်သောနိဗ္ဗာန်တကားဖွင့်နိုင်မှအပေတကားပိတ်ပြီးတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကမကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာလိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထုံးဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစေပါလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်တင်ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိမ့်နေသောရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥစ္စာအသက်ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းဤဟုကျက်တိထဝေငါးပဲအစုအလုံးခဲရသောမူတော်ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းရလုံးအသက်ဆုံးမြဲနှလုံးစေဝံကိုတော်ဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ကများစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏိကတတ္တဝါများယဝေသာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာထတဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါလည်းဖြင့်နာထမြညာထုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနိဗ္ဗာန်တကားဖွင့်နိုင်မှအပေတကားပိတ်ပြီးအပေတကားပိတ်ဆိုတဲ့စကားကိုဘယ်ကနေပြီးတော့ဆက်နွယ်ပြီးတော့လာတယ်လို့ဆိုလို့ရှိရင်ဝိသုဒ္ဓိမေအထက်ကထာမှာသောတာပတ္တိမက်ဆေ့ရဲ့သောတာပတ္တိမဲ့ရဲ့ခုံအည်သွေးတွေကိုဖော်ပြတဲ့အခါမှာသောတာပတ္တိမဲ့ဟာတဲ့ကိလေသာအဆိုင်ခဲတွေကိုဖော်ပြနိုင်လို့ညမကဘဝတန်တရားကြီးတို့သမုဒ္ဒရာကြီးကိုလည်း၆တွေ့စေနိုင်တယ်အပေတကားကိုလည်းပိတ်ပစ်တယ်လို့ဆိုတဲ့စကားလေးအဲ့ဒီကနေပြီးအပေတကားပိတ်ဆိုတဲ့စကားဖြစ်ပွားပြီးတော့လာကြတကယ်အပေတကားပိတ်တာကဘယ်လိုအဆင့်မှရောက်မှဘယ်လိုအဆင့်မျိုးရောက်မှအပေတကားတကယ်ပိတ်တာလဲဆိုတာသိဖို့မလိုဘူးလားအပေတကားမပိတ်ဘဲနဲ့ပိတ်တယ်ထင်းနေလို့ရှိရင်လည်းပဲမှားရင်းနိုင်တယ်နော်ဒါကြောင့်မို့လို့ဘယ်အဆင့်မျိုးရောက်မှအပေတကားပိတ်တယ်လဲလို့ဘုန်းကြီးတို့ကဒီနေ့နိဗ္ဗာန်တကားကြီးဖွင့်နိုင်မှအပေတကားပိတ်ပြီအပေတကားပိတ်တယ်ဆိုတာနိဗ္ဗာန်တကားဖွင့်မှအပေတကားပိတ်တယ်ဟုတ်ကဲ့တာမန်နဲ့တော့အပေတကားပိတ်တယ်လို့ပြောလို့မရဘူးကဲကောင်းပြီအပေဆိုတာဘာလဲအပေတကားဆိုတာကတော့ဘာလဲအပေတကားကိုဘာလဲပိတ်မှလဲစ
စဉ်းစားလိုက်တယ်အပေဆိုတဲ့စကားလုံးကအပါယလို့ဆိုတဲ့ပါဠိစကားကိုအသုံးပြုပြီးတော့မြန်မာတို့အပေလို့အပါယလို့အပေလို့ဘာသာပြန်တာမဟုတ်ဘဲနဲ့ပါဠိစကားကိုပဲမြန်မာမှုပြုထားတယ်အဲ့တော့အဓိပ္ပာယ်ကမပေါ်သေးဘူးအပါယအပေဆိုတာဘာပြောမှမသိဘူးသိကြရဲ့လားပကံရောက်ဖူးတဲ့လူတွေကြုံဘူးပါလိမ့်မယ်ပကံမှာအပေယတနာဖရာဆိုတာကြားဘူးလားအပေယတနာဘာဖြစ်လို့အပေယတနာခေါ်တာလို့မစဉ်းစားကြဘူးရေးထားတာလည်းတပ်ပုံကမှောင်မရေးဘူးဘာကြောင့်အပေယတနာခေါ်တယ်ဆိုတာကိုလည်းမသိကြဘူးတကယ်ဖြစ်တဲ့နာကပကံဖရာမှာရှိတဲ့အပေယတနာဆိုတာအဘယရတနာလို့ဆိုလိုတာအိန္ဒိယတို့တိရိနိုင်ငံတို့ရောက်ဖူးတဲ့နေဘူးတဲ့ပုဂ္ဂိုလ်တွေဆိုသိတယ်အဘယဆိုတဲ့နာမည်ကိုသူတို့ကအဘေးလို့ဖတ်တယ်နောက်ကယရနာနဲ့ပေါင်းလိုက်တဲ့အခါအဘေးရတနာအဲ့ဒီအဘေးရတနာကနေပြီးတော့ဒီပကံကဘုရားကအပေယတနာဖြစ်သွားတာနော်ဆိုလိုတာကအဘယရတနာဘေးကင်းရန်กว่าယတနာလို့ဒီလိုဆိုလိုတယ်အတိတ်ပဲအမတန်ကောင်းတဲ့စကားလုံးနော်သို့တော်လည်းဒီကနေ့ပါဆောင်ရနဲ့ရေးထားတဲ့အပေယတနာဆိုပယ်တယ်ဆိုတာကပယ်ထားတာဘယ်သူမှမကိုးကွယ်ဘူးဆိုတဲ့အိဗယ်မျိုးရောက်ဟုတ်တယ်သို့မဟုတ်ရင်လည်းအပါယအပယ်ဆိုလို့ရှိရင်ပိုဆိုးသွားတဲ့အတိတ်ပဲရပြန်တယ်အဲ့ဒီအတိတ်ပဲမျိုးမဟုတ်ပါဘူးအပေယတနာအပယရတနာကနေအပေယတနာဆိုပြီးတော့လူတွေမှားပြီးတော့ခေါ်နေကြတာအတိတ်တွေကပျောက်သွားပြီဟုတ်ကဲ့အဲ့ဒါမျိုးလိုပဲစကိုင်းမှာလည်းပဲမဟိယင်္ဂနာဆိုတဲ့ဘုရားကိုမဟိကိုဖတ်ရတာလေမရှိဖတ်ရတာလေမရှိခဏဖြစ်သွားတာအမှန်ကတော့မဟိယင်္ဂနာဘုရားဒါလည်းဒီဟိုမှာမဟိယင်္ဂနာဆိုတာရှိတယ်မြင့်မြတ်တဲ့မြေအပြင်မှာတည်ထားတဲ့ဘုရားတို့ပူဇော်လိုက်တဲ့မြေအပြင်မှာတည်ထားတဲ့ဘုရားတို့ဒီလိုအဓိပ္ပာယ်ရတယ်အမတန်ကောင်းတဲ့အဓိပ္ပာယ်အခုခေတ်တော့မရှိရင်ခဏပဲရှိတာကကြားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မရှိခဏလို့ခေါ်နေကြပြန်တယ်နော်ဒီလိုပြောင်းလဲသွားတာဒီဗမာပြည်မှာအများကြီးရှိတယ်စကိုင်းတောင်မှာလည်းပဲဘုန်းကြီးတို့ငယ်ငယ်တော့ကြားဘူးလေဗျံကြီးကြောင်နဲ့ခေါ်ကြတယ်ဘာဖြစ်လို့ဗျံကြီးကြောင်ခေါ်တာတော့ဆိုတာမသိခဲ့ဘူးငယ်ငယ်တော့အခုလည်းရာဇဝင်တို့ဘာလို့ဖတ်တဲ့အခါကျတော့သွားတွေ့ဗျံကြီးဆိုတဲ့စကားလုံးရဲ့မူလစကားကအဘယခိရိအဘယခိရိဆိုတာဘေးမဲ့တောင်းလို့အဓိပ္ပာယ်ရတယ်အဘယခိရိကိုပေါင်းပြီးတော့ရေးရတာနေပြီးတော့အဘယခိကနေဗျံကြီးဒီလိုဖြစ်သွားတာနော်ဗမာတွေကတော့ပြောတယ်ကာလရွေလျောလို့စကားလုံးတွေနဲ့ရွေသွားတဲ့အဓိပ္ပာယ်တွေတက်ကုန်တယ်ဟုတ်ကဲ့လားအေးကောင်းပြီအပယ်ဆိုတဲ့စကားကဘာကိုဆိုလိုတာတော့လို့ဆိုလို့ရှိရင်အပါယဆိုတာပါဠိစကားမှာအပနဲ့အယကိုခွဲလိုက်မယ်အယဆိုတာကုသိုလ်ကောင်းမှုအပဆိုတာကင်းကွာနေတယ်ဆိုလိုတာကအပေဘုံဆိုတာကုသိုလ်ပြုဖို့အခွင့်အရေးနေတဲ့ဘုံလို့ဒီလိုပြောလို့လားပုံညပမ္မတာအယအပကတာတိအပါယောအပကတောတိအပါယောလို့ဒီလိုကြားရတယ်မှာဖက်ဆိုထားတယ်ကုသိုလ်ကောင်းမှုပြုဖို့အခွင့်အရေးအမတန်နည်းတယ်ကုသိုလ်စိတ်ဖြစ်ဖို့အလွန်နည်းတယ်ဒါကြောင့်မို့လို့အပေဘုံလို့ခေါ်တာပါအဲ့တော့လူပုံရောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲကုသိုလ်ပြုဖို့အခွင့်အရေးနည်းနေတဲ့ပုဂ္ဂိုလ်ဟာအပေရောက်နေတာလည်းမတူဘူးလားနော်ကုသိုလ်ပြုဖို့အခွင့်အရေးတွေဟာမလဲတဲ့ဘူးကုသိုလ်ပြုတဲ့အခွင့်အရေးတွေရှိနေရမယ်မရှိဘူးဆိုလို့ရှိရင်အပါယဆိုတဲ့စိတ်ရင်းနဲ့ပါသွားနိုင်တယ်နော်အေးဒါကြောင့်လို့အပေတကားပိတ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးအပါယဆိုဒီမှာ
ကုသိုလ်ပြုဖို့အခွင့်အရေးနေတဲ့ဘုံဘဝလို့ဒီလိုအဓိပ္ပာယ်ရတယ်လို့မှတ်ထားပါအပယ်လေးပုံဆိုတာအားလုံးကသိကြအပယ်လေးပုံဆိုတာငရဲတဲ့တရိစ္ဆာန်နဲ့ပြိတ္တာတဲ့အတုရကဲလို့အဘိဓမ္မထသင်္ဃာကျမ်းမှာအပယ်လေးပုံကိုပြဆိုထားတော့လည်းပဲထို့သုတ်တံပါဠိတော်တွေမှာချိမယ်ဆိုရင်အပယ်ကို၃ပုံပဲပြထားတာများတယ်အပယ်၃ပုံဆိုလို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာဒီ၃ပုံအဲ့တော့အတုရကဲဆိုတာပြိတ္တာတွေကခွဲထွက်ထားတဲ့ပုံလို့ဒီလိုမှတ်ရအဲ့တော့ကောင်းပြီဒီအပေပုံတွေအားလုံးဟာကုသိုလ်ဖြစ်ဖို့အမတန်မှအခွင့်အရေးနည်းလို့ဒါကြောင့်မို့လို့အပါရလို့ခေါ်တာတဲ့ကြည့်လေသူတို့ရဲ့ဘုံဘဝတွေကိုလည်းနဲ့ကြည့်ငရဲဆိုတာတော့ကိုမမြင်ရဘူးပေါ့သို့တော်လည်းမမြင်ရပေမဲ့လို့ငရဲရဲ့သဘာဝကိုနည်းနည်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်ငရဲရဲ့အခြေအနေကိုဘုန်းကြီးတို့ကြည့်ရမြတ်စွာဘုရားကမဟာတဏသင်္ခေယသုတ်မှာငရဲဘုံရဲ့ဒုက္ခကိုဘာနဲ့နှိုင်းထားတော့လို့ဆိုလို့ရှိရင်9ပေလောက်တတူလောက်နဲ့တဲ့လက်ခုပ်တစ်ပေါင်တတူလောက်နဲ့တဲ့ရဲရဲကြီးနေတဲ့မိဘုံကြီးထဲမှာနေရတယ်လို့ပဲလို့ဒီလိုဥပမာပေးထားတယ်လက်ခုပ်တစ်ပေါင်ဆိုတာအရက်မနှိမ့်မမြင့်လူတယောက်မတ်တက်ရက်ပြီးတော့လက်ကိုအပေါ်မြောက်လိုက်ပေနဲ့ပြောမယ်ဆိုရင်9ပေ10ပေခန့်ပေါ့9ပေ10ပေခန့်နဲ့တဲ့မိကြီးဘုံကြီးထဲမှာဘုန်းကြီးတို့တွေခံစားပြီးတော့ခြိစမ်းမှဘလောက်ပူလိုက်မလဲနော်အဲ့ဒီမိဘုံကြီးရဲ့ကြာသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဆင်းရဲဒုက္ခကိုခံမှန်းလို့ရပါတယ်အဲ့ဒီလိုမိကြီးဘုံထဲမှာနေရတဲ့အနေအထားမျိုးလောက်ထိအောင်ဆင်းရဲဒုက္ခတွေအလွန်ကြီးမားတဲ့ဘုံဘဝကိုနိရယတဲ့နိရယဆိုတဲ့စကားလုံးကိုငရဲလို့ဘာသာပြန်တာအတိတ်ကနိရယဆိုတာနိအယအယဆိုတာချမ်းသာဒုက္ခနိဆိုတာမရှိဘူးချမ်းသာကလေးတစ်စက်မှမရှိတဲ့ဘုံဘဝကိုငရဲလို့ခေါ်တာပါတဲ့ဒါကိုပြောတာနော်လူဘဝမှာချမ်းသာဒုက္ခဆိုတာရှိတယ်အေးစစ်စစ်နေရတဲ့အချိန်လေးရှိတယ်ငရဲဘုံဘဝမှာဆိုလို့ရှိရင်ချမ်းသာဒုက္ခရနိုင်တဲ့အချိန်လေးဟာတစ်စက်ကမှမရှိလို့ဒါကြောင့်မို့လို့နိရိယအလွန်ဆင်းရဲတဲ့ချမ်းသာဒုက္ခတွေလုံးဝကင်းကွာနေတဲ့ဘုံဘဝဖြစ်လို့နိရိယငရဲလို့ဒီလိုခေါ်တာပါငရဲရဲ့ဒုက္ခကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်အလုံးစဉ်းစားကြည့်လို့ရှိရင်ဘလောက်ဒုက္ခကြီးတယ်ဆိုတာကိုခံမှန်းလို့ရပါလိမ့်မယ်မြတ်စွာဘုရားကဥပမာပေးထားတယ်ငရဲဒုက္ခဆိုတာတဲ့လူတယောက်ရဲ့ဒုက္ခတစ်ခုနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်ရအောင်ရာဇဝသားတယောက်ကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတရားကနေပြီးတော့မနဲ့မှလှန်တဲ့အချက်တရားထိုးဖို့အပြစ်ပေးတယ်နေ့လယ်မှာအချက်တရားထိုးရမယ်ညနေမှာအချက်တရားထိုးရလှန်အချက်300အထိုးခံရမယ်ရာဇဝသားသူရဲ့ဒုက္ခဘယ်လောက်ကြီးမလဲတစ်ချက်ထိုးတာတောင်အလွန်နာတော့ပဲနော်အဲ့တော့မနေ့ပိုင်းမှာအချက်တရားထိုးခံရတယ်နေ့လယ်မှာလှန်တဲ့အချက်တရားထိုးခံရတယ်ညနေပိုင်းမှာအချက်တရားထိုးခံရတယ်အဲ့ဒါလို့အချက်300အထိုးခံရတဲ့ရာဇဝသားရဲ့ဒုက္ခတဲ့ငရဲဒုက္ခကပိုကြီးတယ်တဲ့ကဲဒါမှတ်စပြီးတော့သိဖို့ရတဲ့မြတ်စွာဘုရားဥပမာနဲ့ဟောပေးတာအလုံးကြောင်းကြလိုက်ပဲအဝီစီဆိုတာဘာဖြစ်လို့အဝီစီခေါ်တယ်လဲလို့ဘုန်းကြီးတို့အင်္ဂလိပ်လိုပြန်ထားတဲ့ကျမ်းစာထဲမှာအဝီစီကိုမှန်မှန်ရင်ဘာသာပြန်ထားတာရှိတယ်ဝီစီဆိုတဲ့စကားလုံးကအကြားလို့လည်းဟောတယ်ဂျာဒီတစ်ခုနှစ်ခုရဲ့အကြားကာလဂျာကိုဝီစီလို့လည်းဟောတာရှိတယ်နောက်ပြီးတော့လှိုင်းတဘိုးကိုလည်းပဲဝီစီလို့ဟောတာရှိတယ်အဲ့ဒီဘာသာပြန်တဲ့လူကဒီဝီစီကလှိုင်းတဘိုးလို့ထင်ပြီးတော့ဝဲရတဲ့